စ်သည်ချစ်ခဲ့သည်ဆက်၍ချစ်နေအောင်မည်တဲ့လူတယောက်ကလူတယောက်ကိုချစ်ဖို့အကြောင်းပြချက်တွေလိုအပ်လို့လားကို့မှာတော့ထွေထွေထူးထူးဖြေစရာအဖြေရှိမနေပါဘူးမင်းဖြစ်နေလို့သဘောကျခဲ့ပြီးတော့မင်းဖြစ်နေလို့ပဲမျက်မျက်နှုံနှုံချစ်ခဲ့ရတာပါခဏတာစိတ်သာယာမှုမျိုးမဟုတ်ဘဲနဲ့လေးလေးနက်နက်နဲ့မေတ္တာတရားထားခဲ့တာပါမင်းနဲ့မတွေ့ခင်မဆုံးခင်ကာလဒီမှာတော့အချစ်အကြောင်းတွေတိတ်မတွေးပြစ်ခဲ့တယောက်တည်းမွေးလာတဲ့ဘဝမှာတယောက်တည်းတည်ဆုံးသွားရတာကလည်းဘာများစမ်းလို့လဲဆိုပြီးတော့တယောက်တည်းနေသားကြခဲ့တာမျိုးလीနေ့စဉ်ဘဝထဲမှာမင်းပေါင်ရင်ပတ်သက်လာတဲ့အခါအရာရာဟာအရာရာနဲ့မတူတော့မနှက်ဖြန်တိုင်းဟာပိုလှနေပြီးတော့ရှင်သန်ခြင်းဟာအတိတ်ပဲပြည့်စုံနေတာမျိုးကိုလိုဘာမှမဟုတ်တဲ့သူကမတောင်းဆိုပဲရလာတဲ့ချစ်ချင်းမေတ္တာတွေကိုဘလို့တတ္တိနဲ့ရင်ဆိုင်နိုင်မလဲချစ်ရတဲ့သူစီကပြန်အချစ်ခံရတဲ့ကံကောင်းမှုဟာဒီဘဝအတွက်အကောင်းဆုံးလက်ဆောင်ဖြစ်ခဲ့ပါတယ်ချစ်သည်ချစ်ခဲ့ပါတယ်ဆက်၍လဲချစ်နေအောင်မည်